အားလုံးပဲမင်္ဂလာပါ short story ပိုင်းကိစ္စတွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရဲဆက်ဆက်အသက်ခံရပြီးအညိုအတင်းတွေနဲ့မကျွတ်မလို့ဝင်းရဲ့အဖြစ်အကူအညီတောင်းခံနေခဲ့တဲ့တနာစရာရှီရင်းတွေကတကောင်ရအမျိုးသမီးဇလန်ရဲ့အသက်သိမ်းပိုင်းကိုဆက်လက်နားဆင်ရမှာဖြစ်ပါတယ်ဥပကျော်ရည်ရင်းတွေကိုဆွဲခုခံရပြီးတဲ့အချိန်မှာအိမ်နောက်ဘက်တစ်ပြင်လုံးကပြန်ပြီးတော့တိတ်ဆိတ်သွားတယ်ကျွန်တော်ရည်ရင်းဝါနာမှာနေမင်းတက်ပြီးကြံခဲ့တယ်ရည်ရင်းတွေကနေဂလူဂလူနဲ့ထွက်နေတဲ့အရေးပလုံးစီတန်တွေကတဖြည်းဖြည်းချင်းတိုးဖြိုသွားပြီးတော့ပန်ဝင်းကျင်တစ်ခုလုံးကလည်းအေးဆက်ဆက်နဲ့ခြောက်ချမှုတွေကစိုးမိုးသွားတယ်ဥပကျော်ကိုရစ်ပတ်ဆွဲခုသွားတဲ့ရေပုံးနှံနေနဲ့ရေမော်ပင်တွေကလည်းရေမျက်နှာပြင်အောက်ကိုငုံရှိုးပြီးတော့ပျောက်ကွယ်သွားပြီကျွန်တော်အားယူပြီးရေရင်းတွေကိုဓမီနဲ့ငုံပူကြည့်လိုက်တယ်ရှီရင်းကနောက်ကြည့်နေပြီးဘာမှမမြင်ရဘူးဒါပေမဲ့ကျွန်တော်တေချာပေါက်သိနေတယ်ဥပကျော်ကဘယ်တော့မှပြန်တက်လာတော့မှမဟုတ်ဘူးကျွန်တော်အမောတကုန်းနဲ့အိမ်ထဲကိုပြေးဝင်ခဲ့တယ်အခန်းထဲရောက်တာနဲ့တကားကိုချက်ထိုးပြီးတုံရီနေတဲ့လက်တွေနဲ့အိတ်ကထဲမှာရှိနေတဲ့ဖုန်းကိုထုတ်လိုက်တယ်ယူထဲမှာရှိနေတဲ့ကျွန်တော်ရဲ့မိတ်ဆွေရဲအရာရှိကိုအောင်စီကိုအသေးအတန်ပဲဖုန်းခေါ်မိတယ်ကိုအောင်ကဲပါအောင်ကျွန်တော်ဒီအိမ်ကြီးထဲမှာဥပကျော်ကကျွန်တော်အတန်ကကြောက်လန့်လုံးလုံးတုံရီနေတယ်ကိုအောင်ကစိတ်ကိုအေးထားပါဘာဖြစ်တာလဲလို့မေးပေမဲ့ကျွန်တော်ဘာမှဆက်မပြောနိုင်တော့ဘူးကိုအောင်ကျွန်တော်အိမ်လေးစာပို့ပေးလိုက်မယ်မြန်လာပေးပါကျွန်တော်ဖုန်းဆက်အကြောင်းကြားပြီးတော့မကြားခင်မှာပဲကိုအောင်နဲ့အတူရဲတွေအိမ်ကြီးကိုရောက်လာတယ်ကျွန်တော်ပြောပြတဲ့အကြောင်းအရာတွေကသူတို့အတွက်ပုံမြင်တဲ့ဘုတ်လိုဖြစ်နေမှာကျွန်တော်သိတယ်ကျွန်တော်စိတ်ကိုအတင်းငိမ်ဆုံးထားပြီးဖြစ်ကြောင်းကုန်စင်ကိုပြောပြမိတယ်အိမ်ကြီးကိုလက်ပတ်စစ်ဆေးပြီးကျွန်တော်ပြတဲ့မိသက်ရဲ့ဥကောင်းကောင်ဖျားစင်းတူတော်နဲ့ရေနာတွေကိုသက်တည်အဖြစ်နဲ့ရဲတွေကသိမ်းဆည်းလိုက်ကြတယ်ရှီရင်းပတ်ချာလေးကိုလည်းလက်ပတ်စစ်ဆေးကြတယ်ဒါပေမဲ့သူတို့ကျွန်တော်ကိုတန်တရားဝင်နေကြတော့မယ်ကျွန်တော်ရုတ်တရက်အိတ်ကထဲကဖုန်းကိုသတိရမိသွားတယ်ဟုတ်သားပဲငါအိမ်အောင်မှာဝုန်းဆိုတဲ့အတန်ကြားတွေက recording ဖွင့်ပြီးအိမ်ကြီးအိတ်ထဲထည့်ထားမိတာပဲချက်ချင်းပဲအတန်ဖိုင်ကိုဖွင့်ကြည့်လိုက်မိတယ်အဲ့ဒီအတန်ဖိုင်ထဲမှာဥပကျော်ရဲ့အော်ဟစ်တန်တွေလူသက်ဖို့ချင်းချောက်တန်တွေနဲ့အတူအဆိုးဆုံးကတော့သူကိုယ်တိုင်ဝန်ခံခဲ့တဲ့စကားတစ်ခုပဲဒီမိမကတေးတော်အောင်စမသိဘူးသူကောင်းကိုဖျက်ပြီးငါအနားမှာတင်ထားတာတော့ကျွန်တော်ဝမ်းသာအားရနဲ့ကိုအောင်နဲ့ရဲတွေကိုအတန်ဖိုင်ဖွင့်ပြပြီးဖုန်းကိုအပ်လိုက်တယ်နောက်တနေ့မနက်မှာတော့ရဲတွေကရေရင်းဟောင်းကြီးကိုကိုအောင်ဆုတ်ထုတ်ပြီးတော့တူးဖော်ကြတယ်ရေရင်းအောက်ခြေကနေဥပကျော်ရဲ့အလောင်းနဲ့အတူလွန်ခဲ့တဲ့9နှစ်ကပျောက်ဆုံးခဲ့တဲ့မိသက်ရဲ့အယူစုကိုပါရှာတွေ့ခဲ့ကြတယ်မိသက်ရဲ့အမှုမှန်လည်းပေါ်ပေါက်သွားခဲ့ပါပြီဒီလိုနဲ့တပတ်ကြာတော့ကျွန်တော်ရေရင်းဟောင်းကြီးစီကိုနောက်တစ်ချိန်သွားခဲ့တယ်အခုတော့ရေရင်းကြီးကငြိမ်သက်နေပြီးအပုံနှံတွေကလည်းမရတော့ဘူးလေတိုက်တိုင်းအနီးမှာရှိတဲ့ညောင်မင်းအိုကြီးစီကနေတည့်ရချောက်တွေတဖြည်းဖြည်းကျွေကျနေတယ်ကျွန်တော်ရေရင်းအနီးမှာတရားထိုင်ရင်းနဲ့မိသက်အတွက်အမျှပေးဝေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့ပခုံးပေါ်ကိုအေးစိမ့်စိမ့်နဲ့လက်ချောင်းလေးတွေလာတင်တာခံစားလိုက်မိတယ်ကျွန်တော်လှည့်မကြည့်ရဲပဲနဲ့အသက်အောင်နေမိတော့မှပဲဆူးရှာနေတဲ့အတန်ကြီးမဟုတ်တော့ဘဲနဲ့တာယာညိမ့်ညောင်းတဲ့မင်းကလေးတယောက်ရဲ့အတန်ကိုကြားလိုက်ရတယ်ကျေးဇူးတင်ပါတယ်မောင်လေးအမအခုလွတ်ကျွတ်သွားပါပြီကောင်းမွန်နေနေရဟိုသွားတော့မှမို့လို့နှုတ်ဆက်ခဲ့ပါတယ်ကျွန်တော်အာယူပြီးလက်ကြည့်လိုက်တဲ့အခါမှာရှီရင်းဘေးမှာအဖြူရောင်ဝတ်စုံနဲ့လှပတဲ့မင်းကလေးတယောက်မတက်ရနေတာကိုတွေ့လိုက်ရတယ်သူမရဲ့မျက်နှာမှာသွေးစွန်းနေတဲ့တွင်းနဲ့ကြီးနှစ်ခုမဟုတ်တော့ဘူးကြည်လင်တောက်ပတဲ့မျက်လုံးလေးတွေနဲ့ကျွန်တော်ကိုပြုံးပြနေတယ်သူမရဲ့ကိုယ်လုံးကတဖြည်းဖြည်းချင်းဖောက်ထွင်းမြင်လာပြီးတော့လေထဲမှာပျောက်ကွယ်သွားပါတော့တယ်ကျွန်တော်ကားပေါ်တက်ပြီးအိမ်ကြီးကနေထွက်ခွာလာခဲ့တယ်အနောက်မှာတော့အဟောင်းနွမ်းနေတဲ့အိမ်ကြီးကတဖြည်းဖြည်းနဲ့တင်းငယ်သွားပြီးညအမောင်တို့တွေမှာနင်းမြုပ်သွားတယ်အရာအလုံးပြီးဆုံးသွားပြီမို့စိတ်ကိုလျှော့ချလိုက်ပြီးကားနောက်မှကိုကျွန်တော်ကြည့်လိုက်မိတယ်အဲ့ဒီအချိန်မှာပဲကျေလောင်တဲ့အတန်ကြီးနဲ့ကျွန်တော်ကားလေးကလမ်းဘေးကတစ်ပင်ကိုဝင်တိုက်မိလိုက်တယ်ကျွန်တော်ကိုယ်တိုင်စတီယာရင်ကိုတောင်းလန့်တခြားဆွဲလင်းမိလိုက်တာခေါင်းကစီးကျလာတဲ့သွေးတွေနဲ့တူကျွန်တော်မျက်လုံးတွေတဖြည်းဖြည်းမိတ်သွားခဲ့တယ်ကျွန်တော်ရဲ့အမြင်အာရုံထဲမှာနောက်ဆုံးမြင်လိုက်ရတာကတော့ကျွန်တော်ရဲ့ကားနောက်ခန်းထဲမှာလေပင်မှာကျိုးဝင်းကြီးနဲ့သွေးတွေရွှဲနေတဲ့ဥပကျော်ဦးပါကျွန်တော်တို့ရဲ့တကောင်ရဲ့အမျိုးသမီးဆလန်လေးကတော့ဒီနေရာမှာပြီးဆုံးသွားခဲ့ပါပြီဝိညာဉ်တစ်ခုကျွလွတ်သွားချိန်မှာနောက်ထပ်ဝိညာဉ်တစ်ခုကအညိုအတေးတွေလောဘတရားတွေနဲ့ကြံ့ရစ်ခဲ့ပါတယ်
တန်ရောစင်နဲ့အာဂရဆိုတာသိဆုံးသွားရင်တော့မှကျွတ်လွတ်ဖို့ခက်တဲ့ကြိုးခွင်းနေဆိုရင်လောဘဒေါသမောဟကလည်းပို့ပြီးတော့ခြောက်ခြားစရာကောင်းပြီးပို့ပြီးကြောက်စရာကောင်းတဲ့ကြိုးခွင်းနေဆိုတာကျွန်တော်တို့သိလိုက်ရပါပြီ။တကောင်ရမျိုးသမီးဇလံကိုအစာအဆုံးနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလံအသစ်တွေကိုအမြဲတမ်းနားဆင်နိုင်မှုအတွက်ကျွန်တော်တို့ရဲ့ short story ဝိုင်းကြီး channel ကို like နဲ့ subscribe လုပ်ထားပြီးဖို့မမေ့ပါနဲ့ဦးဗျာ။